ဝိတ်ချရခတ်တဲ့အုပ်စု၃စုအကြောင်းကိုလာပြီးတော့မှပြောပြမယ်အဲ့ဒီအုပ်စု၃စုထဲမှာကိုပါနေလားဆိုတာကိုတေချာလေးစဉ်းစားခဲ့နော်အဲ့တော့နံပါတ်1အုပ်စုကကြတော့မနက်ဖြန်မှာဝိတ်ချမယ်ဆိုတဲ့အုပ်စုမနက်ဖြန်မှာဝိတ်ချမယ်ဆိုပြီးတော့မှဒီနေ့မှာအတကုံစားတယ်နေချင်းတလို့နေတဲ့အုပ်စုအဲ့ထဲမှာကိုပါနေပြီလားနောက်နံပါတ်2အုပ်စုကကြတော့ပိန်တော့ပိန်နေတယ်ဒါပေမဲ့အစားမရှောင်နိုင်ဘူးဒီအုပ်စုကကြတော့ပိန်ကျင်တယ်ဆိုပြီးတော့မှဗဇက်ကနေတော့ပြောတယ်ငါပိန်ကျင်လိုက်တာဆိုပြီးတော့မှပြောတယ်ဒါပေမဲ့အစားမြင်လို့ရှိရင်လည်းမရှောင်နိုင်တဲ့အုပ်စုဒီအုပ်စုထဲမှာရောကိုပါနေပြီလားနောက်နံပါတ်3အုပ်စုကကြတော့ချက်ချင်းအစီကြခြင်းနဲ့ချက်ချင်းပိန်ကျင်တယ်ဆိုပြီးတော့မှတွေ့ရအစီကြဈေးတွေကိုအကုန်ဝယ်တယ်စမ်းတယ်ဘယ်ဈေးကိုမှရေရှည်လဲဆွဲမတောက်ဖ ೇನೆ ပိန်ကျင်ပါတယ်ဆိုပြီးတော့မှအော်နေတဲ့အုပ်စုဒီအုပ်စု၃စုထဲမှာကိုကဘယ်အုပ်စုထဲမှာပါနေပြီလဲတေချာလေးစဉ်းစားပြီးတော့မှကွန်မန့်မှာဖြေခဲ့ပြီးနော်လက်ဆောင်လေးတွေပေးခြင်းလို့ပါအားလုံးပဲကွန်မန့်မှာဆုံးမယ်နော်ကျေးဇူးပါ